အောင်မြင်သွားပြီးငါရဲ့ဒန်ရှန်အောက်ပိုင်းအနက်ဆိုင်ဆုံးနေရာမှာအလွန်သိငယ်ပြီးအရေးမပါလာတဲ့စစ်မှန်တဲ့စွမ်းအင်ခံငြိမ်သက်စွာကိန်းအောင်လာတာကိုခံစားမိတဲ့အပျက်စီးတွေကြားထဲမြုပ်နှံထားတဲ့မျိုးစေ့တစ်စိလိုမျိုးပေါ့တိတ်ပြီးဝမ်းမသာသွားနေဦးကိုးစစ်ဝိညာဉ်ပြောင်းလဲခြင်းကျင့်စဉ်ရဲ့ပထမအဆင့်ကိုရောက်ဖို့ဆိုရင်စစ်မှန်တဲ့စွမ်းအင်မြင့်ပေါင်း360ကိုစုစည်းဖို့လိုအပ်တယ်မင်းမှာအခုမှတမြင်ပဲရှိသေးတာဒီနှုန်းအတိုင်းဆိုရင်တော့ပထမအဆင့်ကိုရောက်ဖို့အမြန်ဆုံးအချိန်6လလောက်ကြာလိမ့်မယ်6လဆိုလဲ6လပေါ့ကောင်းကင်ပြင်ပကကဘာမှာနှစ်ပေါင်း100ကျော်ကြာအောင်ကြောက်ခဲတွေကိုကြိုက်ဝါပြီးတောက်ခံလာခဲ့တာပဲဒီ6လလောက်ကဘာစာနာလို့လဲလောက်ဝက်အတွင်းမှာစွမ်းအင်9မြင်ရလာပြီစွမ်းအင်လေးချင်းချင်းပထမအဆင့်အတွက်36မြင်လိုအပ်တယ်နောက်ထပ်29မြင်လိုသေးတယ်မင်းရဲ့နားလေသဘောပေါက်နိုင်စွမ်းကတကယ်ကိုမစိုးပါဘူးငါရဲ့နားလေသဘောပေါက်နိုင်စွမ်းသာညံ့ပြင်းနေမယ်ဆိုရင်လွန်ခဲ့တဲ့အနှစ်150ကလေးကပါရမီရှင်လို့အခေါ်ခံရမှာမဟုတ်ဘူးဘာတွေကုန်ယူနေတာလဲမင်းကအခုတခြားသူတွေရဲ့ခိုင်းထဲမှာတမျက်လဲတဲ့အခြေခံအဆင့်တပည့်တွေကိုတော့နိုင်အောင်မတိုက်နိုင်သေးဘူးမလားအမှန်တရားကဒီလိုဖြစ်နေမှာတော့စကားနေတာကပိုကောင်းပါလေဘယ်ဘက်လက်မောင်းရဲ့တွေးကြောတွေမှာဒဏ်ရာဟောင်းတွေရှိနေတာပဲအရင်ကတွေးကြောတွေကိုဖွင့်တော့တတိမထားမိခဲ့ဘူးအချိန်နဲ့လိုအားတွေအများကြီးကုန်သွားပြီမဲ့ကံကောင်းထောက်မစွာနဲ့တွေးကြောတွေပွင့်သွားခဲ့ပြီချင်းချိုကင်းချင်းမဟုတ်ဘူးချင်းချိုလမ်းလျှောက်ရင်အတန်မထွက်ဘူးချူလို့ကျူးလို့မနှက်ပြန်ဧည့်သည်တွေလာဖို့ရှိလို့မင်းကိုတောပြင်ပေးဖို့ငါဆရာကခိုင်းလိုက်တယ်ဘလို့ဧည့်သည်မျိုးလဲချန်ဖုန်းကလပ်ချင်းဖင်ထိုင်ကလင်ကလူတွေလေမင်းဒီမှာဘာလုပ်နေတာလဲစေးပေါ်ဆက်ပြီးကျမ်းမာရေးကယူဆိုင်နေတာလားကြောက်ကြီးအကူမင်းဆရာပြောခိုင်းတဲ့စကားကိုငါကြားပြီးမို့လို့ပြန်လို့ရပြီတခြားအရာတွေကိုတော့အများကြီးထပ်မမေးပါနဲ့တော့ကြောက်ကြီးအကူဟုတ်လားမင်းကဘသူ့ကိုညီကိုလို့ခေါ်နေတာလဲငါကမင်းဆရာရဲ့ဆရာတူညီကိုလေမင်းကတော့မင်းဆရာရဲ့တပည့်ပဲဒီလိုအဆင့်တန်းကွာခြားမှုကိုငါကထပ်ပြီးတင်ပေးနေဖို့မလိုတော့ဘူးမလားထားလိုက်ပါတော့အဆင့်တန်းရဆိုရင်သူကတကယ်ပဲဆရာဦးလေးစင်ရဖြစ်နေတာပဲဒါပေမဲ့အတုံးမကျတဲ့လူတယောက်ကိုငါကဘာလို့ဆရာဦးလေးလို့ခေါ်နေရမှာလဲစီနီယာဆိုတာစီနီယာပဲအစွမ်းကတော့အစွမ်းပဲချမ်းရွှန်ခိုင်းကအလကားလူတွေကိုအလုံးမကျွေးဘူးအဖိုးကဒီမှာအမြဲနေပြီးတော့ခိုင်းကကျွေးတာစားခိုင်းကတိုက်တာတောက်နေတာခိုင်းတွေလည်းတခုခုလုပ်ပေးတင်တာပေါ့ငါခိုင်းတွေလုပ်ပေးခဲ့တာတွေကမင်းစားခဲ့တဲ့ထမင်းထက်တောင်များအောင်ပဲမင်းပြန်ပြီးခိုင်းမှတ်တမ်းတွေကိုရှာကြည့်လိုက်အောင်ချမ်းရွှန်ခိုင်းရဲ့တောင်ဆောက်စီရင်ကြီးကိုဘယ်သူချထားတာလဲခိုင်းတွေကစေးနီးဝက်ကြော်ကြော်ကိုဘယ်သူမှမပေးခဲ့တာလဲမင်းကမှချိတ်ထားတဲ့အမိတ်ပေးသားမြောင်ရဲ့သုံးလုံးမိကအစအစောဆုံးကငါရဲ့ကြင်ကြံချင်းမှတ်တမ်းစာအုပ်ထဲကလာတာဒါတွေကအရင်တုန်းကကိစ္စတွေပဲဥစ္စာအခုတော့အဖိုးဘာမှမလုပ်နိုင်တော့တာအမှန်ပဲလေဒါကြောင့်ကြောက်တူတော့မင်းလည်းငါနဲ့လာမတွက်တတ်ပါနဲ့မစွမ်းတဲ့လူတယောက်ကထမင်းဘယ်လောက်များစားနိုင်မှာမလို့လဲတရက်ထမင်းသုံးတဲ့တစ်ခါတလေကြက်ပေါင်တစ်ခုပူစားတာကိုချမ်းရွှန်ခိုင်းကမကျွေးနိုင်တော့အောင်တော့ဖြစ်မသွားပါဘူးမနေ့ပြန်မနေ့က9နာရီကနေ9နာရီအတွင်းမှာအစည်းအဝေးကမ်းမကိုလာခဲ့နောက်မကြစီနဲ့ဒီကောင်စုပ်ကိုကျမတနေ့ကျရင်ဆုံးမရမယ်မင်းရဲ့အခုလက်ရှိအခြေအနေနဲ့ကတော့သူ့ကိုဘာမှလုပ်လို့မရသေးဘူးကျမပြောတာကနောက်မှလို့ပြောတာပါချန်ဖုန်းကလည်းဒီနာမည်ကနည်းနည်းရင်းနှီးနေတယ်လို့ပဲပေချင်းကအစင်းညံကလန်တစ်ခုပါလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကကလန်သေးလေးတစ်ခုပဲရှိသေးတာဒီနှစ်ပိုင်းတွေထဲမှာအကြီးကျယ်တိုးတက်လာတာသူတို့ကချမ်းရွှန်တိုင်းကိုဘာလာလုပ်တာလဲရှင်းသွားကြည့်ရင်သိရမှာပေါ့ရှောင်းကိုင်းချုပ်ဒီကိစ္စကိုကျွန်တော်တို့ချန်ဖုန်းကလန်ကတေချာစဉ်းစားခဲ့တာကြာပါပြီချမ်းဟဲတောင်ကအဲ့ဒီဝိညာဉ်ကျော်ကလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကကျွန်တော်တို့နှစ်ဖက်အတူတူရှာဖွေခဲ့ကြတာပါနောက်တော့အကြောင်းမျိုးမျိုးကြောင့်ရပ်ဆိုင်းထားခဲ့ရတယ်အခုတော့ဝိညာဉ်ကျော်ကပြန်လို့ထလာပြီအရေးသွေးကအရင်ကတက်3ပုံ1ပုံတောင်ပိုကောင်းလာတယ်ကျွန်တော်တို့ကပူပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကိုပြန်စပြီးတဝက်စီခွဲယူခြင်းနဲ့လွန်ခဲ့တဲ့အနှစ်150ကပူပေါင်းဆောင်ရွက်တယ်ဆိုတာချမ်းရွန်ကိုင်းကအချိုး2ပုံကိုဖယ်ပေးပြီးချန်ဖုန်းကလန်ကိုဝိုင်းဝန်းထိမ့်သိမ့်ပေးဖို့အကူအညီတောင်းခဲ့တာပဲမဟုတ်လားအခုကျတော့ပစားလိုက်တာနဲ့တဝက်တောင်းနေပြီပေါ့ကျိုးကလန်ဥက္ကဋ္ဌအဲ့ဒီတုန်းကသဘောတူညီချက်ကိုကျွန်တော်တေချာမှတ်မိပါတယ်ချန်ဖုန်းကလန်က2ပုံပဲရမှာပါ5ပုံမဟုတ်ဘူးရှောင်းကိုင်းချုပ်ရအချိန်တစ်ခုနဲ့တစ်ခုမတူဘူးလေအဲ့ဒီတုန်းကကျွန်တော်တို့ချန်ဖုန်းကလန်ရဲ့အင်အားကမရှိသေးတော့2ပုံရတာတောင်ကျေးဇူးတင်လာပါပြီဒါပေမဲ့ဒီနှစ်တွေထဲမှာကျွန်တော်တို့လည်းတိုးတက်လာခဲ့တယ်ကလန်ဝင်တစ်ပက်ပေါင်းတောင်းကျော်ရှိပြီးရွာရဲအဆင့်ကျင့်ကြံသူ3ယောက်ရှိတယ်ခင်ဗျားတို့ခိုင်းတဲ့ကွာခြားချက်ကအများကြီးကျင်းပြောင်းသွားပြီ5ပုံစီခွဲယူမယ်ဆိုတာမလုံဘူးမလားဒီလူအုံနောက်ထဲယောဂရှိနေတာလားဒီတယောက်ကဘာတူလဲဒါကငါရဲ့ညီငယ်ချူလို့ပဲချူလို့လွန်ခဲ့တဲ့နှစ်ပေါင်း100ကချမ်းရွှန်ကိုင်းရဲ့နံပါတ်1ပါမစ်ရှင်ပေါ့ကျင့်ကြံခြင်းတွေအကုန်ပျက်စီးသွားပြီပဲကိုချူတခင်လေးဖြစ်နေတာကိုနာမည်ကြီးကိုကြားပူနေတာကြာပါပြီကျိုးကလည်းဥက္ကဋ္ဌချမ်းဟဲတောင်ဝိညာဉ်ကျော်ရဲ့သဘောတူညီချက်ကိုအဲ့ဒီတုန်းကကျွန်တော်ကိုယ်တိုင်မူချမ်းရေးဆွဲခဲ့တာပါအဲ့ဒီထဲမှာနောက်ဆက်တွဲစီကံချက်တစ်ခုပါတယ်မသိဘူးခင်ဗျားမှတ်မိသေးရဲ့လားလို့ဘာနောက်ဆက်တွဲလဲဟင်းသဘောတူညီချက်ရဲ့အပေါက်ကူမှာပူပေါင်းဆောင်ရွက်နေစဉ်အတွင်းမိတိဖက်မဆိုအင်အားတိတိတတ်တာပြောင်းလဲသွားပါကအခြားတစ်ဖက်တွင်အချိုးစားလိုက်ခွဲဝေမှုကိုပြင်ဆင်ပိုင်ခွင့်ရှိသည်သို့တော့ပြင်ဆင်သည့်ပမာဏသည်မူလခွဲဝေမှုဖြစ်သော9ပုံထက်မကျော်လွန်ရ
ဆိုလိုတာကတော့ခင်ဗျားတို့ရဲ့အင်အားကဆယ်ဆတိုးတက်လာခဲ့ရင်တော့မှအများဆုံးနှစ်ပုံကနေသုံးပုံထိပဲတိုးတောင်းလို့ရမယ်ငါးပုံစီခွဲမယ်ဆိုတာသဘောတူညီချက်ထဲမှာရေးမထားဘူးဗျချူတခင်လေးမှညံကောင်းတာပဲဒါပေမဲ့အဲ့ဒီသဘောတူညီချက်ကလွန်ခဲ့တဲ့နှစ်ပေါင်း150ကလက်မှတ်ထိုးခဲ့တာစာရွက်တွေတောင်ဝါနေပြီစီကန်းဆိုတာအသေးလူဆိုတာအရှင်စီကန်းကအသေးဆိုတာမှန်ပါတယ်ဒါပေမဲ့စာရွက်ပေါ်ကအဖြူမဲတက်တည်တွေကိုဖြည့်ဆည်းမဖြစ်ခင်မှာနောက်ဆက်တွဲအကျိုးဆက်ကိုချင့်ချင်ရလိမ့်မယ်ချူတခင်လေးပြောတာအတိတ်ပဲရှိပါတယ်ကျွန်တော်စိတ်လိုက်မှန်မှဖြစ်သွားမိတယ်ဒါပေမဲ့လည်းဒီကိစ္စကိုကျွန်တော်တို့ပြန်ညှိနှိုင်းလို့ရပါသေးတယ်မလို့ပါနဲ့ဒီနေ့တော့ဒီလောက်နဲ့ပဲနားကြဆိုနောက်မှထပ်ဆွေးနွေးတာပေါ့ဒီလိုကိုင်းငယ်လေးကတော့ငါတို့ထက်ရွှန်းကိုင်းမှာလာပြီးရန်ကားရဲတယ်ပေါ့အဲ့လောက်မယူရှင်းဘူးချန်ဖုန်းကလက်ကဒီနေ့ပိုင်းတွေမှာအရန်အင်အားကြီးလာတယ်သူတို့နောက်ွယ်မှာကျူးကင်သူရှိနေတယ်ဆရာတူညီလေးမင်းကောဘယ်လိုထင်လဲချန်ဖုန်းကလက်ကထက်ရွှန်းကိုင်းကိုပြဿနာလာရှာရဲတဲ့တတိမရှိပါဘူးသူတို့ဒီနေ့လာတာတခြားလူအတွက်လမ်းဆက်လာရှာတာကျိုးမီဟိုင်စကားပြောနေတဲ့အချိန်မှာသူ့နောက်ကအရက်ရှိရှိပိန်ပိန်လူကိုခဏခဏလမ်းကြည့်နေတာအဲ့ဒီလူရဲ့ကြည်ကြံမှုစွမ်းအင်ကမတန့်စင်ဘူးကျင့်ကြံအလဲလက်အဆင့်ကျင့်ကြံသူပဲသူ့ပုတ်တွေထဲမှာအေးစိမ့်နဲ့အငွေ့သက်တွေပါနေတယ်ဒါကချန်ဖုန်းကလက်ရဲ့ပညာရက်မဟုတ်ဘူးအေးစိမ့်နဲ့အငွေ့သက်မြောက်ပိုင်းဒေသမှာဒီလိုပညာရက်ကိုသုံးတာယုံမြင်ချိုင်ဝဲတစ်ခုပဲရှိတာယုံမြင်ချိုင်ဝဲကချန်ဖုန်းကလက်ကိုတဆခံလုပ်ပြီးငါတို့ရဲ့သဘောထားကိုစမ်းသပ်ချင်နေတာချန်ရွှန်ကိုင်းကနောက်ဆုံးရင်သူတို့ကရှေ့တိုးလာမယ်ချန်ရွှန်ကိုင်းကတင်းခံရင်တော့ဘာမှမဖြစ်ခဲ့တယ်လို့နေကြလိမ့်မယ်ဘာပဲဖြစ်ဖြစ်ရှေ့ထွက်တာချန်ဖုန်းကလက်လေအဆက်ကွဲရင်လည်းယုံမြင်ချိုင်ဝဲအထိရောက်မလာနိုင်ဘူးညီလေးကအမြဲတမ်းအရာရာကိုထိုးထွင်းသိမြင်နိုင်တော့မယ်ဒီလိုလက်ကွက်မျိုးကိုလွန်ခဲ့တဲ့နှစ်150ကလေးကသုံးခဲ့ကြတာပုံစံပြောင်းသွားပေမဲ့အနှစ်သာရကအတူတူပဲစီနီယာရှောင်းချမ်းဟက်တောင်ရဲ့ဝိညာဉ်ကြောကိုအလျှော့ပေးလို့မဖြစ်ဘူးတလန်းဆုပ်ပေးလိုက်ရင်နောက်ထပ်10လန်းလောက်ဆုပ်ပေးရဖို့စောင့်နေလိမ့်မယ်ငါသိပါပြီဒါနဲ့စီနီယာရှောင်းအကိုရဲ့ဒုတိယတစ်ပက်ကစောစောကခမ်းမထဲမှာပြောလိုက်တယ်လေကိုင်းငယ်လေးကတော့လာရန်ကားရဲတယ်ဆိုပြီးဒီစကားတွေအပြင်းပြင်းသွားရင်ချက်ချွန်းကိုင်းအတွက်မကောင်းဘူးချန်ဖုန်းကလေးရဲ့နောက်ွယ်မှာဘယ်သူပဲရှိရှိအပေါ်ရန်ကြည့်ရင်တော့သူတို့ကပူးပေါင်းဆောင်ရွက်ဖို့လာကြတာငါတို့ကဒါတခြားလူကိုအထင်သေးတဲ့ပုံစံပြမိမယ်ဆိုရင်တခြားကိုင်းတွေစီစကားရောက်သွားတဲ့အခါချန်ရွှန်ကိုင်းကအာနာသုံးပြီးနှိမ်တယ်လို့ပြောကြလိမ့်မယ်ဟာမင်းတမင်လောက်တာမလားဘာကိုတမင်လောက်တာလဲနောက်ဆုံးပြောလိုက်တဲ့စကားကခိုင်းအတွက်တွေးပြီးတယ်လို့နဲ့တကယ်တော့ရှောင်းချန်ဖုန်းရှိမှကြောက်ဖုန်းကိုတိတ်ခါချလိုက်တာမင်းကလေပါဇက်ကတော့အရေးမလုပ်ဘူးပြောပြီးကွယ်ရကြတော့တယောက်မှချန်မထားဘူးဒါကိုမျိုးဆက်တစ်တွေကိုတုံတင်ဆုံးမတယ်လို့ခေါ်တယ်ဟုတ်ဒီရှစ်ဆောင်ပင်လယ်နယ်မြေကဆန်ကတကယ်ကိုကောင်းတာပဲမင်းညကစိတ်ဝိညာဉ်စွမ်းရည်တွေအများကြီးသုံးလိုက်ရတယ်ဒီကောင်မလေးကတော့အခုထိအိယာကနိုးမှမဟုတ်ဘူးကိုစင်ချင်းစင်ကပြင်းထန်ပေမဲ့လေအခြေခံကိုပြန်လည်တိစောက်ရတဲ့အဆင့်မရှိတဲ့နည်းလမ်းပဲငါရဲ့စွမ်းရည်တွေကိုပြန်ထိန်းညှိဖို့အတွက်ငြိမ်သက်တဲ့ကျင့်စဉ်တချို့လိုအပ်တယ်ဦးလေးလွန်ခဲ့တဲ့နှစ်150တုန်းကကျွန်တော်မျိုးကအပြင်စီးမှာရေထမ်းနေရတော့မယ်အဲ့ဒီအချိန်တုန်းကဦးလေးကတော့တကယ်ရှမ်းရှမ်းတော့ပုဂ္ဂိုလ်ကြီးပေါ့အခုတော့ငါကစာအုပ်လာဖတ်တယ်လူအားတယောက်ပါပဲဘယ်လွာကိုငါဝင်လို့ရမလဲခိုင်းချုပ်ကြီးမှထားပါတယ်မျှော်စင်ရဲ့9လွာလုံးကိုစိတ်ကြိုက်ဝင်နိုင်ပါတယ်ဒါပေမဲ့ဦးလေးရဲ့အခုခန္ဓာကိုယ်အခြေအနေနဲ့ဆိုရင်3လွာဒါမှမဟုတ်5လွာအထိပဲတက်နိုင်လိမ့်မယ်ထင်တယ်အပေါ်ထက်တွေကဝိညာဉ်ဖိအားကိုတာမန်လူတွေမတောင့်ခံနိုင်ဘူးဒီအရာတွေကတုန်းကတော့ငါမျက်လုံးထဲမှာအမိုက်စက်ကူနဲ့ဘာမှမထူးခြားခဲ့ဘူးဒါပေမဲ့အခုတော့ငါကဒီအခြေခံအကျဆုံးကျင့်စဉ်တွေထဲကနေအဦးစားဆုံးဝိညာဉ်စွမ်းရင်လက်ပတ်မှုပုံစံကိုခွဲခြမ်းစိတ်ဖြာဖို့လိုအပ်နေပြီကျင့်စဉ်အစ်စ်ကရိုးရှင်းတယ်ဒီလမ်းကိုအစကနေပြန်လျှောက်ရမယ်ဟာဟောဒါငါတို့ရဲ့ဦးလေးငယ်မဟုတ်လားကြောက်ဖုံးဒီကောင်ကတကယ်ကိုတစင်လို6လန့်နေတော့မယ်ဦးလေးငယ်ကတောင်နောက်ဖက်ကအေးချမ်းမှုကိုမခံစားပဲဒီကိုလာပြီးစွမ်းရည်စုဆောင်းခြင်းအဆင့်ရဲ့အခြေခံကျင့်စဉ်ကိုလာလေးလာနေတာလားဒီစာအုပ်ကိုကျွန်တော်ရှစ်နှစ်သားကလေးကမဖတ်တော့တာဦးလေးတကယ်လေ့ကျင့်ခြင်းနဲ့ဆိုရင်ကျွန်တော်ဆရာကိုသွားတောင်းပန်လိုက်တာပိုကောင်းမယ်ဦးလေးကိုအသက်ရှည်စေးအချို့ပေးရင်ပေးဦးမှာဒါမှနောက်ထပ်နှစ်အနည်းငယ်ပူနေရမှာပေါ့ကြောက်တူလေးဓာတ်တိုင်းလေ့ကျင့်တာဘယ်လိုလဲရွှေရောင်အမြုပ်တွေအောင်မြင်သွားပါပြီမကြခင်မှာတော့စီနီယာနောင်ကြီးရဲ့ခြေလမ်းကိုမှီတော့မှာပါရွှေရောင်အမြုပ်တွေအောင်မြင်ခြင်းမအောင်မြင်ခြင်းကကံတရားပေါ်မှာမူတည်ပြီးလေ့ကျင့်တာကောင်းမကောင်းဆိုတာကလက်ပေါ်မှာမူတည်တယ်မင်းရဲ့လက်မနဲ့လက်ညှိုးကြားမှာအမာရွှေရှိနေပြီးလက်ညှိုးစစ်ကအပြင်ကိုထွက်နေတယ်ဒါကစွမ်းအားကိုအလွန်အကျွံသုံးမိတဲ့လက္ခဏာပဲချန်ချမ်းတချမ်းကမှန်ပါပြီးပျော့ပြောင်းမှုရှိဖို့ကိုအလေးထားတဲ့စွမ်းအားကကောင်းကင်တိုင်အောင်ထိုးတက်ရမယ်မင်းကပြင်းထန်မှုကိုပဲတစ်ဖက်သက်လိုက်ရှာနေတယ်ဓာတ်ထုတ်တဲ့အချိန်မှာဂျိုင်းအောက်ကဟာကွက်ကအကျဲကြီးပွင့်သွားတယ်တူညီတဲ့အဆင့်ရှိတဲ့တိုင်ပန်းနဲ့တွေ့ရင်သုံးကွက်တွင်မင်းရဲ့လက်ကောက်ဝက်အကျော်ကိုဖျက်နိုင်တယ်မင်းအခုစိတ်ကိုတည်ငြိမ်အောင်ထားပြီးဝိညာဉ်စွမ်းအင်ကိုလက်ရဘက်လျှောက်ရန်အကျော်စီဥတီကြည့်လိုက်တတိယမြောက်အကျော်မက်ကအနဲ့အထိုးခံရတယ်လို့နာကျင်နေလားကြည့်လိုက်အောင်မင်းဒါကိုဘယ်လိုမြင်သွားတာလဲ
စာအုပ်များများဖတ်ပြီးစကားနည်းနည်းပြောဒီသားကျမ်းရဲ့ပထမဆုံးစာမျက်နှာမှာတင်ရေးထားတယ်စိတ်မဖြောက်လျင်ဓာတ်မဖြောက်မင်းရဲ့စိတ်ကအယမ်းရှုပ်ထွေးနေတယ်ငါအထက်ကိုဘယ်လိုကြော်တက်မလဲဆိုတာကိုပဲအမြဲတွေးနေတယ်ဒီလိုနဲ့ဒီသားတိုင်းကကောင်းကောင်းလေ့ကျင့်လို့ရပါမလားရွေးချယ်ပြီးပါပြီစာအုပ်3အုပ်ပါအင်းဦးလေးငယ်ဒီစာအုပ်3အုပ်ကရိုးရှင်းလာပေမဲ့တကယ်လို့တေချာပေါက်လေ့ကျင့်အောင်မြင်သွားရင်တော့ဒီလောကမှာရှိတဲ့ကျင့်စဉ်တွေကခက်ခဲလာတယ်လို့မဆိုနိုင်တော့ဘူးဒါပေမဲ့ဒီလမ်းကရှောက်ရတာမလွယ်ကူဘူးနော်ဒီအရှိန်အဝါကတော့တကယ်ကိုဟန်ကြပန်ကြရှိလာတာပဲလမ်းကခြေပွားအောက်မှာပဲရှိတယ်ရှောက်လိုက်ရင်ရပြီမမျောစရာကောင်းတာကတော့ဒီခန္ဓာကိုယ်ရဲ့ကျင့်ကြံခြင်းအဆင့်တန်းပါပဲ